ယခုဗီဒီယိုသည်ဒုတိယကမ္ဘာစစ်ပြီးမြန်မာနိုင်ငံ၏အခြေအနေကိုတိုက်ရိုက်ဆက်သွယ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတဆင်ချင်းအသေးစိတ်အကြောင်းစုံကိုရှင်းပြသွားမည်ဖြစ်ပါသည်ထို့ကြောင့်ဗီဒီယိုကိုအဆုံးထိမကြည့်ဘဲလွတ်လွတ်စပ်ပဲဆုံးဖြတ်ချက်မချဖို့ကျွန်တော်ကကြိုတင်မြစ်တာရက်ခံအပ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်မှာမြန်မာနိုင်ငံဟာဗြိတိရှ်အင်ပါယာရဲ့လက်အောက်ကိုပြန်လည်ရောက်ခဲ့ပါတယ်ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖဆပလအဖွဲ့ချုပ်ကြီးနဲ့ပြည်သူတွေရဲ့ပြင်းထန်တဲ့တောင်းဆိုမှုတွေကြောင့်ဗြိတိရှ်အစိုးရဟာမြန်မာလွတ်လပ်ရေးကိုမလွဲမရှောင်သာပေးရမယ့်အခြေအနေကိုဆက်ရောက်လာခဲ့ပါတယ်1949ခုနှစ်ဇန်နဝါရီလမှာတော့ဗိုလ်ချုပ်အောင်ဆန်းဟာအင်္ဂလန်နိုင်ငံကိုကိုယ်တိုင်သွားရောက်ပြီးတော့ဗြိတိရှ်ဝန်ကြီးချုပ်ကလင်မန်အက်တလီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံကိုတစ်နှစ်အတွင်းလွတ်လပ်ရေးပေးဖို့သဘောတူညီချက်အောင်ဆန်းအက်တလီစာချုပ်ကိုအောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့ဗြိတိရှ်တွေကတောင်တန်းဒေသနဲ့ပြည်မကိုခွဲခြားအောင်ချုပ်ခြင်းပင်မဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြိုးပမ်းမှုကြောင့်ရှမ်းကချင်ချင်းစတဲ့တိုင်းသားကောင်းဆောင်တွေနဲ့တွေ့စီညီညွတ်စွာပူးပေါင်းပြီးလွတ်လပ်ရေးကိုအတူတကွရယူဖို့ပင်လုံစာချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါတယ်1949ခုနှစ်ဧပြီလမှာတော့တန်းပြုတ်ပြည်လွှတ်တော်ရွေးကောက်ပွဲလွတ်လပ်ရေးအတွက်ပြင်ဆင်ဖို့ရွေးကောက်ပွဲကျင်းပခဲ့ရမှာဖဆပလအဖွဲ့ကြီးကမဲတရသက်နဲ့အနိုင်ရခဲ့လို့အတွင်ကူပြောင်းရေးဖွဲ့စည်းကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်လွတ်လပ်ရေးရဖို့လာပိုင်းအလိုမှာတန်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်ခေါင်းဆောင်တွေအလုံများနေတဲ့အချိန်မှာပဲနိုင်ငံရေးကကြမ္မာကိုပြောင်းလဲသွားစေမယ်လှုပ်ကြံမှုကြီးဖြစ်ပွားခဲ့ပါတယ်1949ခုနှစ်ဇူလိုင်လ19ရက်နေ့စနေနေ့မနက်10:38မိနစ်အချိန်ဖြစ်ပါတယ်ရန်ကုန်မြို့ကအတွင်းဝင်ရုံအဆောက်အုံရဲ့အပေါ်တက်မှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီးတော့အမှုဆောင်ကောင်စီအစည်းအဝေးပွဲကျင်းပနေချိန်မှာယူနီဖောင်းဝတ်ဆင်ထားတဲ့လက်နက်ကင်လူတစုဟာအစည်းအဝေးခန်းမတွေကိုအတင်းဝင်ရောက်လာပြီးတော့ခေါင်းဆောင်တွေကိုရဲအဆက်ဆက်ပြစ်ခတ်လှုပ်ကြံခဲ့ပါတယ်ဒီလောက်ကြံမှုကြောင့်တန်းပြည်အတွက်စားတော့မရနိုင်တဲ့ခေါင်းဆောင်ကြီး9ဦးသွေးမြေချာဆုံးရှုံးခဲ့ရပါတယ်။နံပါတ်1ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံတော်ရဲ့အနာဂတ်ခေါင်းဆောင်ဖဆပလဥက္ကဋ္ဌကာကွယ်ရေးနယ်နိုင်ငံခြားရေးဝန်ကြီးတခင်မြပြည်ထရေးဝန်ကြီးဒီတော့ဦးပါချိုပြန်ကြားရေးဝန်ကြီးဦးရဆက်ပညာရေးနယ်အမျိုးသားစီမံကိန်းဝန်ကြီးဥပဝင်ကုသန်းရောင်းဝယ်ရေးဝန်ကြီးသူဟာဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုအရင်ဖြစ်ပါတယ်။မတ်ဖခိုင်စမှုလက်မှုနဲ့အလုတ်သမားဝန်ကြီးမိုင်းပွန်စော်ပွားကြီးဆက်ဆံတွန်းတောင်တန်းဒေသရေးရာဝန်ကြီးဦးအုံးမောင်လမ်းပန်းဆက်သွယ်ရေးနဲ့အတွင်းဝင်ရဲဘော်ကိုတွေပညာရေးဝန်ကြီးဦးရဆက်ရဲ့တက်တော်ဆောင်ဖြစ်ပါတယ်1949ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဖြစ်ပွားခဲ့တဲ့နိုင်ငံတော်လှုပ်ကြံမှုကြီးမှာအဓိကကြိုးကင်စီစဉ်သူနဲ့ဓာတ်ရိုက်ပါဝင်ပြစ်ခတ်သူတွေကအောက်ပါအတိုင်းဖြစ်ပါတယ်ဂလုံဦးစောနိုင်ရင်ဝင်ဟောင်းဒီလှုပ်ကြံမှုကြီးတစ်ခုလုံးကိုနောက်ွယ်ကနေအစအဆုံးကြိုးကင်စီစဉ်ခဲ့သူဖြစ်ပါတယ်သူဟာအာဏာကိုရယူလိုတဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ဗိုလ်ချုပ်အောင်ဆန်းကိုအဓိကထားဖယ်ရှားဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်။အတွင်းဝင်ရောစီဝေးခမ်းမတွေကိုယူနီဖောင်းဝတ်ဆင်ပြီးတော့လက်နက်တွေနဲ့ဓာတ်ရိုက်ဝင်ရောက်ပစ်ခတ်ခဲ့တဲ့၄ဦးကတော့ဦးစောရဲ့တပည့်လက်ပါဆွေတွေဖြစ်တဲ့အောက်ပါလူတွေပဲဖြစ်ပါတယ်။ရန်ကြီးအောင်တက်နှင်းမောင်စိုးစိန်ကြီးသူတို့ဟာတူမီကန်နဲ့စတင်းကန်းတွေကိုအသုံးပြုပြီးတော့ခေါင်းဆောင်တွေကိုရဲဆက်ဆက်ပစ်ခတ်ခဲ့ကြပါတယ်။ကားမောင်းသူဒုက္ခနဲ့အဆောင်ဖြစ်လိုက်ပါလာခဲ့တဲ့ဘာညွန့်အပါဝင်အခြားကြံရပါတွေလည်းပါဝင်ခဲ့ပါတယ်။ကပရိန်ဒေးဗစ်ပီပီယန်ဗြိတိရှ်စစ်တပ်ကအရာရှိဖြစ်ပြီးတော့ဒီလောက်ကျန်မှုမှာအသုံးပြုခဲ့တဲ့လက်နက်ခဲယမ်းတွေကိုဦးစောထံတရားမဝင်ထုတ်ပေးခဲ့သူဖြစ်ပါတယ်။လောက်ကျန်မှုဖြစ်ပွားပြီးချင်းမှာဦးစောနဲ့တပည့်တွေကိုအင်းလျားကန်ဆောင်မှာရှိတဲ့ဦးစောရဲ့နေအိမ်မှာရဲတပ်ဖွဲ့ကချက်ချင်းဆိုသလိုဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။အထူးခွင့်ရုံးနဲ့အချိန်ယူစစ်ဆေးပြီးတဲ့နောက်မှာတော့အဓိကတရားခံဖြစ်တဲ့ဂလုံဦးစောပါဝင်ပြစ်မှုကျူးလွန်သူတွေကိုကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ဒါဆိုရင်ဦးစောကဘာလို့လုပ်တာလဲ။ဂလုံဦးစောကဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်တွေကိုလှုပ်ကြံခဲ့ရတဲ့နောက်ွယ်ကအကြောင်းရင်းကတော့တကယ်တော့အာဏာပေါ်ယူသစ်မှုနိုင်ငံရေးရာမနာလိုမှုကြီးမားမှုနဲ့တွက်ချက်မှုမာယုံမှုတွေကြောင့်ပဲဖြစ်ပါတယ်။သူ့ရဲ့စိတ်နေသဘောထားနဲ့ဒီလိုမျိုးရက်ဆက်တဲ့ရာဇဝဲမှုကိုလုံးဝင်သွားရတဲ့အဓိကအချက်၅ချက်ကိုခွဲခြမ်းစိတ်ပြတင်ပြပေးပါမယ်။နံပါတ်1အာဏာကိုမမော်မှုနဲ့နေရာပြတ်လိုခြင်းစိတ်ဦးစောဟာဗြိတိရှ်ကိုလိုနီခေတ်1940-1942မှာမြန်မာနိုင်ငံရဲ့နိုင်ရင်ဝင်ဟောင်းဖြစ်ခဲ့ဘူးသူပါသူဟာအာဏာရဲ့အရသာကိုကောင်းကောင်းသိထားပြီးတော့နိုင်ငံလွတ်လပ်ရေးရရင်လည်းသူပဲအမြင့်ဆုံးခေါင်းဆောင်နေရာကိုပြန်ရရမယ်လို့တထိချဆွဲလန်းနေခဲ့ပါတယ်နံပါတ်2ဗိုလ်ချုပ်အောင်ဆန်းပေါ်နိုင်ငံရေးအရာမနာလိုခြင်းဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့နောက်မှာလူငယ်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဩဇာနဲ့ပြည်သူလူထုရဲ့ထောက်ခံမှုဟာတဟုန်ထိုးတိုးတက်လာခဲ့ပါတယ်တိုင်းပြည်တစ်ခုလုံးကဗိုလ်ချုပ်ကိုပဲအာကိုတကြီးချစ်ခင်ကြပြီးတော့ဦးစောလိုဝိုင်းရင်နိုင်ငံရေးသမားဟောင်းကြီးကိုမျက်ကွယ်ပြုလာကြတဲ့အခါဦးစောရဲ့အတ္တဟာဓမ္မခန္ဓာဖြစ်လာခဲ့ပုံရပါတယ်။နံပါတ်3အောင်ဆန်းအတက်လီစာချုပ်ပေါ်မကျေနပ်ခြင်းလန်ဒန်ကိုလွတ်လပ်ရေးဆွေးနွေးဖို့သွားတော့ကလည်းဗိုလ်ချုပ်အောင်ဆန်းကပဲဦးဆောင်ပြီးတော့အောင်ဆန်းအတက်လီစာချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါတယ်။ဦးစောကတော့ဗိုလ်ချုပ်ရဲ့အောင်မြင်မှုကိုမလိုလားတဲ့အတွက်ဒီစာချုပ်ကိုသဘောမတူပဲလက်မှတ်မထိုးခဲ့ပါဘူး။
ပြည်တော်ပြန်ရောက်တဲ့အခါသူဟာနိုင်ငံရေးအရာလုံးဝဘေးရောက်သွားပြီလို့ခံစားရပြီးတော့ဗိုလ်ချုပ်အောင်ဆန်းပေါ်အမုန်းတရားပုံမှုကြီးထွားလာခဲ့ပုံရပါတယ်နံပါတ်၄တကိုယ်ရေကလစားချေလို့စိတ်1946ခုနှစ်နှောင်းပိုင်းမှာဦးစောဟာရန်ကုန်မြို့မှာကားမောင်းနေရင်းနဲ့တနက်နဲ့6မြောင်ပြစ်ခံရပြီးတော့မျက်စိတစ်ဖက်ဒဏ်ရာရခဲ့ပါတယ်ဒီလောက်ကျန်မှုကိုဗိုလ်ချုပ်အောင်ဆန်းရဲ့ဖာစာပါလာအဖွဲ့ကလှုပ်တာလို့ဦးစောကအခိုင်အမာယူဆပြီးတော့ဗိုလ်ချုပ်ကိုတက်ချင်းလဲပြီးကလစားချေဖို့အခွင့်အရေးကိုချောင်းနေခဲ့တာဖြစ်ပါတယ်နံပါတ်5ကြီးမားသောတွက်ချက်မှုမာယွန်းခြင်းဦးစောရဲ့အဓိကအမှားဆုံးအတွေ့ကတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့အဓိကဝင်ကြီးတွေကိုတတ်ပြစ်လိုက်ရင်ဂျားပြတ်ဆိုးရဖွဲ့ပျက်စီးသွားမယ်အဲ့ဒီအခါဗြိတိရှဘုရင်ခံကတိုင်းပြည်ကိုပြန်လည်ထိန်းသိမ်းဖို့အတွက်ဝိုင်းရဲ့နိုင်ရင်ဝင်ဟောင်းဖြစ်တဲ့ဦးစောကိုပဲအာဏာလွှဲပေးပြီးတော့အစိုးရအဖွဲ့သစ်ဖွဲ့ခိုင်းလိမ့်မယ်လို့လွဲမှားစွာတွက်ချက်ခဲ့တာပါဗြိတိရှစစ်တပ်တွေကဗိုလ်ချုပ်အောင်ဆန်းကိုမလိုလားတဲ့အရာရှိအချို့ကလည်းသူ့ကိုမြောက်ပေးပြီးတော့လက်နက်တွေကူညီခဲ့တာကြောင့်သူဟာဒီအစီအစဉ်ကိုရဲဝံ့လုံးဝင်သွားတာဖြစ်ပါတယ်တကယ်တော့ဂလုံဦးစောဟာသူ့ရဲ့အတ္တမနာလိုမှုနဲ့အာဏာပေါ်ယူသွမှုတွေကြောင့်နိုင်ငံရဲ့အဖို့တန်ဆုံးခေါင်းဆောင်တွေကိုဖျက်ဆီးခဲ့ရုံတင်မကပဲသူ့ကိုယ်သူလည်းကျိုးစင်ပေါ်ရောက်အောင်တွန်းပို့ခဲ့တဲ့တမိုင်းဝင်တရားခံကြီးဖြစ်သွားရတာပါပဲလုံခြံမှုကြီးဖြစ်ပွားပြီးတဲ့နောက်နိုင်ပိုင်းအတွင်းမှာတင်တန်းပြည်ရဲ့ကံကြမ္မာဟာတမိုင်းတစ်လျှောက်မှာကြီးမားဆုံးလှည့်ပြောင်းနေနဲ့ဆက်လက်လှုပ်ခတ်သွားခဲ့ပါတယ်ဂလုံဦးစောမြောင်လင်းတွက်ချက်ထားခဲ့တဲ့အကွက်ဟာလည်းတက်တက်ဆင်အောင်လွဲချော်သွားခဲ့ပါတယ်ဇူလိုင်လ19ရက်နေ့နောက်ပိုင်းမှာဆက်ပြည့်ခဲ့တဲ့တမိုင်းဝင်ဖြစ်ပျက်တွေကိုအပိုင်း၄ပိုင်းနဲ့အသေးစိတ်ရှင်းပြပေးပါမယ်နံပါတ်1ချက်ချင်းဖြစ်ပွားခဲ့သောအရေးပေါ်အပြောင်းလဲဦးစောတွက်ထားတာကဗိုလ်ချုပ်တို့မရှိတော့ရင်ဗြိတိရှဘုရင်ခံစာအုပ်ပရန်ကသူ့ကိုအာဏာလွှဲပေးလိမ့်မယ်လို့ပါဒါပေမဲ့ဘုရင်ခံကဦးစောကိုလုံးဝအယုံကြည်မရှိခဲ့ပါဘူးလောက်ကျန်မှုဖြစ်ပြီးချင်းမှာဇူလိုင်လ19ရက်နေ့ညနေပိုင်းမှာတင်ဘုရင်ခံဟာဖာစာပါလာအဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့တခင်ဦးနုကိုအရေးပေါ်ခေါ်ပြီးတော့ဂျားပြတ်ဆိုရာအစ်စ်ကိုချက်ချင်းဖွဲ့ဆိုခိုင်းခဲ့ပါတယ်ဒါကြောင့်ဦးစောဟာအာဏာရမယ့်အစားဦးနုဟာမြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်အစ်စ်ဖြစ်လာပါတယ်နံပါတ်2ဂလုံဦးစောနဲ့အပေါင်းပါများကိုဖမ်းဆီးခြင်းဦးစောရဲ့လောက်ကျန်မှုစီစဉ်ဟာလှုပ်ဝက်ချက်မဟုတ်ပဲအစားအနာတွေအများကြီးခြံထားခဲ့တာကြောင့်ရဲတပ်ဖွဲ့တွေကတရားခံဟာဦးစောပဲဆိုတာကိုချက်ချင်းရိပ်မိခဲ့ပါတယ်ဒီလောက်ကျန်မှုကြီးဖြစ်ပွားပြီးတော့နိုင်ပိုင်းအလိုညနေခင်းမှာတင်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကအင်းလျားကန်ဆောင်မှာရှိတဲ့ဦးစောရဲ့နေအိမ်80လမ်းကကမ်မာရီယာဗီလာကိုလက်နက်ပြေးစုံနဲ့ဝိုင်းလိုက်ပါတယ်ဦးစောနဲ့သူ့ရဲ့တပည့်တွေဟာအိမ်ထဲမှာအောင်ပွဲခံစားတောင်းနေတော့ရုတ်တရက်ဝင်ရောက်စီးနေခြင်းခံလိုက်ရပြီးတော့လက်ရဖမ်းဆီးခြင်းခံခဲ့ရပါတယ်အိမ်ဝင်းထဲကကန်ရီပြင်းထဲမှာဝတ်ထားတဲ့လက်နက်ခဲယမ်းအမြောက်များကိုလည်းတပ်သေးဖြစ်သိမ်းဆည်းရမိခဲ့ပါတယ်နံပါတ်3တမိုင်းဝင်တရားစီရင်ခြင်းနဲ့ကျိုးစင်တင်ခြင်းဖမ်းဆီးရမိခဲ့တဲ့ဦးစောနဲ့သူ့ရဲ့လက်ပါဆွေတွေကိုစစ်ဆေးဖို့အတွက်အထူးခုံရုံးတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်တရားခွင်စစ်ဆေးမှုတွေကလာတော်ကြာခိုင်လုံတဲ့တပ်သေးတွေကိုကြားနာခဲ့ပြီးတော့1948ခုနှစ်ဒီဇင်ဘာလမှာတော့ခုံရုံးကဂလုံဦးစောနဲ့လောက်ကျန်မှုမှာတိုက်ရိုက်ပါဝင်သူတွဲဖက်တရားခံတွေကိုလူတက်မှုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့တည်တံစီရင်ချက်ချမှတ်ခဲ့ပါတယ်ဦးစောဟာအယူခံဝင်မှုစ조사ခဲ့ပေမဲ့ဖျက်ချခံခဲ့ရပြီးနောက်ဆုံးမှာတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးလပိုင်းအလို1948ခုနှစ်မေလ10ရက်နေ့မနက်အစောပိုင်းမှာတင်ဂလုံဦးစောကိုအင်းစိန်ထောင်ထဲမှာကြိုးပေးကွပ်မျက်လိုက်ပါတယ်။ဝန်ကြီးချုပ်ဦးနုဟာဗိုလ်ချုပ်အောင်ဆန်းချန်ထားခဲ့တဲ့လွတ်လပ်ရေးလမ်းစဉ်အတိုင်းဆက်လက်ရှောင်လန်းခဲ့ပါတယ်။1948ခုနှစ်အောက်တိုဘာလမှာလန်ဒန်ကိုသွားရောက်ပြီးဗြိတိရှအစိုးရနဲ့နယူးအက်ဒလီစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံဟာဗြိတိရှအင်ပါယာလက်အောက်ကနေလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သို့တရားဝင်ရောက်ရှိခဲ့ပါတယ်။တေချာသုံးသက်ကြီးရရင်တော့လွတ်လပ်ရေးတော့ရခဲ့ပါတယ်။ဒါပေမဲ့အတိုင်းပြည်အတွက်စားထိုးမရတဲ့ရေရှည်မာရွေးတစ်ခုကြံရည်ခဲ့ပါတယ်။တိုင်းရင်းသားတွေအားလုံးကယုံကြည်ကိုးစားတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့မိုင်းမွတ်စော်ပွားကြီးဆက်ဆံတုံးတို့လိုခေါင်းဆောင်တွေပါသွားတဲ့အတွက်ကြောင့်လွတ်လပ်ရေးရပြီးချင်းမှတင်တိုင်းပြည်ဟာစီးလုံးမှုပြိုကွဲပြီးတော့ပြည်တွင်းစစ်မုန်တိုင်းတွေကိုစပြီးတော့နစ်မုန်းခဲ့ရတာယနေ့တိုင်ပါပဲ။